အားလုံးပဲမင်္ဂလာပါဗျာဒန်စင်ဖူကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ငပြောဘူးကြော်လေးကိုမျှဝေပေးခြင်းပါတယ်စီပူလာပြီဆိုရင်ပါလီထားတဲ့ကြက်သွန်ဖြူနီကိုစီတက်ပါတယ်ကြက်သွန်ဖြူနီနဲငယ်နွမ်းလာပြီဆိုရင်တော့စနင်းမုတ်ထည့်ပြီးခဏလောက်ထပ်မှွေထားပေးပါတယ်ပြီးရင်တော့ရေစိမ်ထားတဲ့ပစွန်ကြောက်ကိုထည့်ပြီးကြော်ပေးပါတယ်ပစွန်ကြောက်နဲ့လေးတွေမွေးလာပြီဆိုရင်တော့ပါလီထားတဲ့ငပြောဘူးကိုထည့်ပြီးကြော်ပါတယ်ငပြောဘူးကတော့ပါလီပြီးစားစနင်းမုတ်နဲ့ရေစိမ်ထားတာပါခဏလောက်ထပ်မှွေပြီးရင်တော့အရသာအတွက်စားအချုံမုတ်နဲ့ကြက်သားမုတ်ကိုထည့်ပါတယ်အရသာနှမ်းဆက်သွားတဲ့ဒီမှွေပေးပါတယ်မပြောဘူးတွေလည်းအနေငယ်နှူးဤလာပြီဆိုရင်တော့ကမွန်းကျင်ရွက်ကိုထည့်ပြီးကြော်ပါတယ်ကမွန်းကျင်ရွက်နဲ့မပြောဘူးတွေနှမ်းဆက်တော့အောင်မှွေပေးရပါတယ်အားလုံးနှူးဤသွားပြီဆိုရင်တော့အရသာလည်းစိတ်ကြိုက်ဖြစ်ပြီးဆိုရင်မပြောဘူးကြော်လေးရပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ